Hey yo guys ဒီနေ့မှာတော့ Grandstar series တွေက Ichigo figure လေးကိုအမောင်းဆုံးလုပ်ပြပေးသွားမှာဖြစ်ပါတယ် Grandstar series တွေကနောက်ပိုင်းတော်တော်လေးကိုဒီလေးမိုက်လာပါတယ်ပေးရရဲ့ဈေးနဲ့လည်းတန်တယ်ပေါ့တကယ်လို့ဈေးများလည်းမသုံးချင်ဘူး site ကြီးကြီးရလည်းဖြစ်ရမယ်ဒီလေးလည်းကောင်းအောင်မယ်ဆိုရင် Grandstar လေးကရွေးချက်စရာတစ်ခုဖြစ်လာမှာပါ box ထဲမှာပါလဲတစ်ချက်လောက်ဖြစ်လက်ကြတာပေါ့ဒါကတော့ Ichigo ရဲ့ဒါ Sengetsu ဖြစ်ပါတယ်Sengetsu ကိုရင်ဖောက်ကြည့်ပါမယ်ဒါလေးကတော့တော်တော်မိုက်ပါတယ်ဒီ figure က Ichigo ရဲ့ full brain ရှိခိုင်ပုံစံပေါ့နော်အဲ့ဒါကြောင့်မို့ဒါတွေကအစအကုန်လုံး full brain ရှိခိုင်ပုံစံပါပဲဒါကတော့ box ထဲမှာပါတဲ့ဟာလေးပါဒါအပေါ်ပိုင်းမှာတော်တော်ကြီးကိုလာတော့ကြည့်ပါဦးနဲတဲ့ဟာကြီးမဟုတ်ဒါကတော့ base stand လေးဖြစ်ပါတယ် okay အကုန်လုံးထုတ်ပြီးဆိုတော့စက်ကြတာပေါ့โอเคဒါလည်းဆိုရင်တက်စင်လုပ်ပြီးတော့ပါပြီအလေးချိန်နဲ့အမြင့်ကိုတိုင်းပြပါမယ်ခြေထောက်ကနေခေါင်းထိဆိုရင်17လက်မလောက်ရှိပါတယ်တစ်ခုလုံးရဲ့အမြင့်ကျတော့တပေကျော်ပေါ့ဝိတ်ကတော့683 gram လေးပါတယ်ဒါကတော့ Grandstar series ရဲ့ Ichigo ကိုအမောင်းဆုံးလုပ်ပြပေးတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ See ya ထုံမတချီ